ဆေးရုံမှာဝေဒနာနဲ့မှိတ်နေကြရတဲ့တက်ကြီးရွယ်တွေမိခင်တွေကိုဝင်ဆောင်တွေကလေးငယ်တွေဒီပြည်သူတွေကရောသူတို့ကတပုံလို့ပဲတတ်မှတ်ကြတာလားယောက်ျားပီပီတတစစ်တိုက်လို့မနိုင်တဲ့အခါမှာသူတို့သမုတ်ကြတဲ့တပုံဆိုတဲ့ခေါင်းစဉ်အောက်မှာအခုလိုမျိုးနီတာရဲကလေးလေးအပါဝင်အကုန်လုံးကိုတက်ဖြတ်ပြနေတာကဒီကောင်တွေရဲ့တိုင်းပြည်နဲ့လူမျိုးပေါ်မှာချစ်တယ်ဆိုတဲ့တိုင်းချစ်ပြည်ချစ်လူမျိုးပေါ်မှာချစ်တဲ့စိတ်လားလောက်ရက်လားကျွန်တော်တို့မေးခွန်းထုတ်ရမယ်ဗျဒီသတင်းတွေကိုခင်ဗျားတို့မြင်ကြတယ်တွေ့ကြတယ်သိကြတယ်မလားမငင်းကြပါနဲ့ငင်းချက်မထုတ်ကြပါနဲ့ဒီ social လူမှုမီဒီယာထက်မှာဒီလိုမျိုးခင်မှာဒီအကြောင်းအရာတွေကိုမတွေ့ပါဘူးမမြင်ပါဘူးလို့တော့ငင်းချက်မထုတ်ကြပါနဲ့မြင်တွေ့ကြရတယ်အလောင်းတွေတန်းစီပြီးတော့ခေါင်းချင်းဆိုင်ပြီးတော့တန်းစီထားရတဲ့ပြည်သူတွေ33ဦးဗျမြောက်ဦးမှာမနေ့ညဘုံကျဲသွားတယ်မြောက်ဦးခရိုင်ကနေပြီးတော့အားထားရတဲ့ပြည်သူလူထုကအားကိုးရတဲ့ဆေးရုံကြီးမှာAAS စစ်စခန်းလည်းမဟုတ်ဘူးသူတို့ပြောတဲ့တဘုံတွေရဲ့ဌာနချုပ်လည်းမဟုတ်ဘူးပြည်သူတွေစိတ်ကူးတမှုခံယူနေကြတဲ့ဆေးရုံပေါင်900ဘုံတွေနဲ့ဂျက်ဖိုက်တာ2စီးနဲ့လာပြီးတော့ဘုံကျဲပြီးတော့တတ်သွားကြတယ်ဒီနေ့မြင်ရတဲ့မြင်ကွင်းတွေအားလုံးမနေ့တည်းကဒီမြင်ကွင်းတွေကိုကျွန်တော်တို့တွေ့မြင်ရတယ်မီးလောင်ပြမှာငိုယိုတန်တွေအော်ဟစ်တန်တွေအပိုင်းပိုင်းအဆဆဘယ်သူခေါင်းလဲဘယ်သူခြေလဲဘယ်သူလက်မှန်းအောင်မသိရတဲ့အခြေအနေမျိုးတွေဆေးရုံကရင်ထက်မှာဒိုင်ဘာလေးနဲ့ကွေးကွေးလေးလူမှန်းမသိတဲ့သေးတဲ့ကလေးငယ်လေးတွေဒီကောင်တွေတက်ရက်ကြတယ်စွတ်သူပေါင်း33ဦးဒဏ်ရာရတာ86ဦးဒီထဲမှာမှဒဏ်ရာအပြင်းထန်တဲ့တကယ်အသက်လူပြီးတော့ကုနေရတာက30ဝန်းကျင်လောက်ရှိတယ်စစ်ရေးပြစ်မှတ်မဟုတ်ဘူးဗျဒီကောင်တွေသမုတ်ကြတဲ့တပုံဌာနချုပ်မဟုတ်ဘူးဒါပေမဲ့ဒီကောင်တွေရက်ဆက်ဆက်ကိုလုတ်ပြကြတယ်ရက်ဆက်ဆက်ကိုပြည်သူကိုတတ်ပြကြတယ်အဲ့တော့ဒီလေရင်တွေကိုမောင်းနှင်ပြီးတော့ဘုံသီးတွေကိုဖြုတ်ချတဲ့သူတွေဒီပုံတွေကိုပြန်ပြီးတော့မတွေ့ကြဘူးလားမမြင်ကြဘူးလားဘယ်လိုနှလုံးသားတွေဘယ်လိုစိတ်တွေနဲ့များဒီຢာတွေကိုလှုပ်ရက်ကြတာလဲတိုက်ပွဲမှာစစ်သားအချင်းချင်းသူ့တပြန်ကိုတပြန်မင်းတို့ကအသာစီးရလို့လက်နက်ကြီးတွေနဲ့ပဲဖြစ်ဖြစ်လေရင်နဲ့ပဲဖြစ်ဘလောက်ပဲတုံစစ်မြေပြင်မှာမင်းတို့အသာစီးအင်အားနဲ့ကြိုက်တဲ့လောက်တုံးကြစမ်းမှာတိုက်ကြစမ်းမှာယောက်ျားပီပီတတဒီဘက်ကမင်းတို့တပုံလို့ပြောတဲ့ရဲဘော်တွေကလည်းစိန်ခေါ်ထားပါတယ်တိုက်ပွဲဝင်ကြစမ်းမှာယောက်ျားပီတကြစမ်းမှာစေကုသမှုခံယူနေတဲ့ဘာမှမသိတဲ့ပြည်သူတွေဒုက္ခဒုက္ခတွေကိုနေ့စဉ်ထမ်းပိုးရင်းနဲ့ကိုယ်ဝေဒနာနဲ့ကိုယ်မှိန်းနေရတဲ့ပြည်သူတွေကိုလှုပ်ရက်ကြတယ်တရက်ကဆိုလဲတပင်းမှာအေးစစ်စစ်လက်ဖေးဆိုင်မှာဘောလုံးပွဲလေးကြည်နေကြတဲ့ပြည်သူတွေကိုအယောက်20ကျော်တခါတည်းနဲ့ဘုံသီးတွေကျဲချပြီးတော့တက်ဖြတ်ရက်ကြတယ်အဲ့တော့မနေ့ကဆိုလို့ရှိရင်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးတွေဖြစ်တယ်တကမ္ဘာလုံးကလူသားတွေရဲ့အခွင့်အရေးတင်းသေးလေးကအစားတန်ဖိုးထားပြီးတော့လူတွေရဲ့အခွင့်အရေးလူအခွင့်အရေးနေ့လို့သတ်မှတ်ပြီးလှုပ်ရှားနေတဲ့အချိန်မှာဆေးရုံမှာဆေးကုသမှုခံယူနေကြတဲ့ပြည်သူတွေကိုဒီကောင်တွေကတော့ပေါ်တင်ကဘာကြီးကိုမျက်နှာပြောင်တိုက်ကဘာကြီးကိုပစိုးလံပြပြီးတော့တက်ဖြတ်ရက်ကြတယ်အခုအားလုံးဒီနေ့မှာတွေ့မြင်ကြရပြီတည်ဆုံးရတဲ့ပြည်သူတွေရဲ့ရုပ်အလောင်းတွေဆေးရုံကြီးရဲ့ပျက်စီးနေတဲ့မြင်ကွင်းတွေမင်းညတွေကညဘက်မှာတချို့သတင်းသမားတွေကရိုက်ပြီးတော့တချို့သူတွေကရိုက်ပြီးတော့တင်ကြတဲ့ထဲမှာမီးလောင်ပြနေထဲမှာအဟွက်တန်တွေရုပ်လောင်းရှာဖွေနေရတဲ့အတန်တွေဆွဆွညံ့ညံ့အတန်တွေဒီနေ့တင်ကုန်ဆိုမနေ့တည်းကဒါတွေကိုကြည့်ပြီးတော့သတင်းတော်မပြောနိုင်မရေးနိုင်ပါဘူးဘာကြောင့်ဆိုရင်ထဲမှာအင်မတန်မှခံစားရတယ်ကိုယ်နယ်မြေကိုယ်နိုင်ငံနယ်နိမိတ်ထဲမှာရှိကြတဲ့ပြည်သူတွေနေ့စဉ်နဲ့အမျှဒုက္ခတွေကိုခါးစီခံနေရတဲ့ပြည်သူတွေဒီပြည်သူတွေကိုဒီကောင်းတွေလှုပ်ရက်လေခြင်းဒီကောင်းတွေဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေကိုလှုပ်ရက်ကြချေခြင်းဆိုပြီးတော့အင်မတန်မှခံစားရတယ်အင်မတန်မှဝမ်းနဲ့ဖွယ်ရာကောင်းတဲ့နေ့တရက်ဖြစ်တယ်ဒါကြောင့်မလို့သတင်းတော်မနေ့သတင်းနေ့လည်းသတင်းတွေကျွန်တော်မပြောပြမရေးပြပါဒီရုပ်တံတွေဒီဟာတွေကိုကြည့်ပြီးတော့အင်မတန်
စိတ်ခံစားရတဲ့အတွက်ဘာမှမပြောနိုင်ပါဘူးဒီညမှာတော့မှတ်တမ်းအနေနဲ့ပြည်သူတွေကိုလာပြီးတော့ပြောဆိုတင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူတွေလည်းဒီရုပ်သံဖိုင်တွေကိုတွေ့မြင်ကြပြီးဖြစ်မှာပါ